ဒေါ်စုတစ်ခုခုဖြစ်ခဲ့ရင်တိုင်းပြည်ကဘာဖြစ်လာနိုင်သလဲကိုမောင်တဲ့ဝင်းစော်နိုင်ဒေါ်စုတစ်ခုခုဖြစ်ခဲ့ရင်တိုင်းပြည်ကဘာဖြစ်လာနိုင်လဲဆိုတဲ့ခါကျတော့ဘယ်လိုခေါ်မလဲဆိုတော့ဒေါ်စုကြည်ရဲ့ကောင်းကျိုးတွေပေါ့နော်ဒေါ်စုကြည်ကမြန်မာနိုင်ငံအတွက်ပေးဆက်လို့ရနိုင်တဲ့အရာတွေမပေးဆက်ပဲနဲ့ပေးဆက်เสียဘယ်လိုခေါ်မလဲဆိုတော့ကျွန်တော်မရလိုက်ပဲနေသွားမှာပေါ့ဒေါ်စုကြည်ကလည်းအဲ့ဒါတခုပဲရှိပါတယ်ကျန်တဲ့နိုင်ငံတစ်ခုအနေနဲ့ဒီတက်တကောင်းတဲ့ညက်မနဲ့တော့ဘူးနော်ဒီထက်တော့ပိုပြီးဆိုးလာဖို့တော့မရှိတော့ပါဆိုပြီးဒါပေမဲ့ဒေါ်စုကြည်ရဲ့ကျွန်တော်တို့လုံနိုင်စွမ်းနေနိုင်ငံရေးအဖြစ်ပေးဆက်နိုင်စွမ်းနေအများကြီးရှိတယ်အဲ့တော့ကိုသာကျွန်တော်တို့ကအကောင်းဆုံးပေါ့နိုင်ငံအတွက်အသုံးချလိုက်မယ်ဟေ့ဆိုလို့ရှိရင်ကျွန်တော်မြန်မာနိုင်ငံရဲ့နိုင်ငံရေးဟာလက်ရှိအခြေအနေထက်အတိုင်းအတာတစ်ခုထိကျွန်တော်တို့အပေါင်းလက္ခဏာဆောင်တဲ့အရွေ့ကိုကျွန်တော်တို့ရောက်နိုင်တယ်အဲ့တော့ဒေါ်စုကြည်တကယ်ကြီးပေါ့နော်သုံးပါသွားခဲ့ရင်လည်းတစ်ခုခုဖြစ်သွားရင်လည်းဖြစ်ဘာဖြစ်မလဲဆိုတော့တကောင်းတော့ညမနဲ့ဘူးဒါပေမဲ့တော့သူ့ရဲ့ကောင်းဘက်တွေပေါ့ကျွန်တော်တို့မရလိုက်ပဲအနေမှာပဲဆိုရင်ပါအဲ့တော့ဒေါ်စုကြည်အနေနဲ့ဒေါ်ဆန်းစုကြည်နဲ့မြန်မာနိုင်ငံမှာမြန်မာတိုင်းနိုင်ငံလုံးကို90%ကျော်60%ထိပေါ့နော်အနှိမ့်ဆုံးစီးရုံးနိုင်တဲ့အမျိုးသမီးကြီးတစ်ယောက်ပါနော်အဲ့တော့သူနဲ့ဒီတပ်မတော်နဲ့ဟလာအားလုံးပူးပေါင်းဆောင်ရွက်လိုက်မယ်ဟေ့ဆိုရင်မြန်မာနိုင်ငံရေးဟာတိုင်းတာတစ်ခုထိပေါ့ဗျာနိုင်ငံရေးတိုးတက်မှုရှိသွားမယ်လို့ကျွန်တော်တို့သုံးသပ်လို့ရတယ်ပေါ့ဗျာနော်